Arsenal ချန်ပီယံဖြစ်ဖို့အမှတ်လူပါရမီဖြည့်ပေးလိုက်တဲ့လီဗာပူးအားလုံးပဲမင်္ဂလာပါဒီလီတစ်ပတ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ Premier League ချန်ပီယံလူပွဲကအဆုံးသတ်ပိုင်းကိုရောက်လာပါပြီပွဲတိုင်းကချန်ပီယံလူပွဲကိုတက်ရောက်နိုင်တဲ့အချိန်မှာအရေးကြီးပွဲစဉ်တွေပွဲဒီတစ်ပတ်ကစားခဲ့ရပါတယ် Top 5 တင်နဲ့ချန်ပီယံလိဝင်ငွေရမှာဆိုတော့ Premier League ဇယားထိပ်ပိုင်းမှာပွတ်တိုက်မှုတွေဖြစ်ပျက်နေပါတယ်ဒီတစ်ပတ်မှာအဆင့်၄နဲ့၅ကလီဗာပူးနဲ့ Aston Villa တို့ရှင်မြန်ကစားခဲ့ကြပြီးတော့ချန်ပီယံလမ်းအတွက်ဒိုမီနိုတက်ရောက်မှုတွေဖြစ်ခဲ့ပါတယ်လီဗာပူးနည်းပြအာနီစ်လော့ဟာဘေးကရတဲ့ယုံကြည်မှုမှန်းတော့မသိပေမဲ့သူဟာလီဗာပူးနည်းပြယာတို့မှာထိုင်ကုန်မြဲနေုံမေလို့ခဏတိုင်းပြောနေပါတယ်ဒီတော့ကစားသမားတွေကဆလော့ပြုတ်အောင်ဝိုင်းလုံနေကြသလားတော့ထင်ရတဲ့ခြေစွမ်းတွေကိုပြသနေကြပါတယ်ဆလော့ကမိုဆာလာနဲ့ဖလော်ရီယန်ဗာ့စ်တို့လိုကစားသမားတွေကိုအရန်ခုန်ထားခဲ့ပြီးတော့မွေးစားသားကိုဒီကပ်ပိုကိုယုံကြည်ပေးခဲ့မယ်ကပ်ပိုရဲ့အတွင်းဆုံးကျခြေစွမ်းကမျှော်လင့်ချက်ပါမေ့ခဲ့ရပါတယ်ဗီလာကပထမပိုင်းမှာမော်ဂန်ရော်ဂျာရဲ့သွင်းကိုနဲ့ဦးဆောင်နိုင်ခဲ့သလိုဒုတိယပိုင်းမှာအိုလင်ဝါကင်းစ်ကကိုရိုင်း2ဂိုးသွင်းခဲ့တဲ့အပြင်ဂျိုမန်ကင်ရဲ့သွင်းကိုလည်းဖန်တီးပေးခဲ့သေးတာကြောင့်ဗလာတို့အနိုင်သေးကြခဲ့ပါတယ်ဗာဂျင်ပန်တိုက်ကမဟာအဆက်တော်မကွဲရလေအောင်2ဂိုးပြန်လဲခြေပါပေးခဲ့လို့သာလီဗာပူးတို့ဖြေသားနိုင်ခဲ့ပြီးတော့4-2နဲ့ရှုံးနေခဲ့ရပါတယ်လီဗာပူးတို့ရှုံးနေသွားတဲ့အခါဗလာကအော်တိုအဆင့်4ကိုတက်သွားပြီးတော့ချန်ပီယံလိဝင်ငွေရရှိသွားပါတယ်အဆင့်6ကဘုံမောက်ဟာလီဗာပူးနဲ့4မှတ်ပဲကွာတော့တာကြောင့်ချန်ပီယံလိတို့မျှော်လင့်ချက်ရှိသွားပြီးတော့ဒီတစ်ပတ်မှာအနိုင်ကစားတော့မှာပါဘုံမောက်ဟာအိမ်ကွင်းမာတဲ့အသင်းဖြစ်တာကြောင့်မက်ဆီတီတို့ကြီးမားတဲ့အကြက်ရိုက်မှုဖြစ်လာနိုင်ပါတယ်ဒီတော့ဂျားတွေကအာဆင်နယ်တို့အကျိုးရှိသွားပြီးတော့ဒီတစ်ပတ်မှာချန်ပီယံဖြစ်အောင်မွေးခံရနိုင်ပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်